တကယ်ကိုကျန်းဆုံးခဲ့တဲ့ပွဲပါပဲကျော်တော်ဝင်းနဲ့ဆလာတန်တို့ရဲ့ပွဲကပွဲချိန်ပြည့်သွားမှာတော့ကြောက်ရတဲ့အထိကောင်းခဲ့တဲ့ပွဲတစ်ပွဲပဲဗျပွဲချိန်ပြည့်လို့ခေါင်းလုံးတီးမှာပဲပွဲပြီးသွားပါလားဆိုတော့တီးရဲ့ဒီပွဲရတကယ်ကိုကောင်းနေတာဒီပွဲမှာကျော်တော်ဝင်းကိုမြင်ရတာအရင်ကကျွန်တော်တို့တွေ့ပြီးတဲ့ကျော်တော်ဝင်းနဲ့လုံးဝမတူပဲနဲ့နောက်ထပ်တက်ဆင်းမြင်သွားတဲ့ကျော်တော်ဝင်းကိုကျွန်တော်တို့မြင်ခဲ့ရတယ်တတောင်ဒူးချီကန် spinning buffet spinning elbow အစုံလုံးဝအစုံသုံးပြသွားတာဗျာယူရသမားတယောက်ကတထောင်ရှယ်ကိုသုံးပြသွားတာဗျာဒီပွဲကျော်တော်ဝင်းအလဲထုံးနဲ့နိုင်မသွားတာကပဲကျွန်တော်တို့ကျော်ကြီးဘယ်လောက်ထိတိုးတက်လာလဲကိုမြင်လိုက်ရတဲ့ပွဲပါပဲပွဲအစပထမချီကတော့အေးတယ်ထင်ရပေမဲ့လေဒုတိယချီစပြီဆိုတာနဲ့ကျော်ကြီးကဘုံနိုင်စပြီးတော့ကျဲတော့တာပဲအဲ့ကစားလို့ပွဲကစပြီးတော့မြိုင်လာတော့တာပဲဖတ်ဖိုက်တာဇလာတန်ကလည်းလုံးဝကိုနောက်မဆုတ်ပဲနဲ့တထောင်ရဲ့အချက်တွေလက်တီတိုးချက်တွေနဲ့နင်မလင်းကလည်းပြန်ပြီးတော့ထိုးပြတာဗျအဲ့လိုထိုးရင်းနဲ့ဒုတိယအချိန်မှာကျော်ရဲ့တောင်လက်တီကွန်ဘိုပဲပြောရမှာပေါ့လေအဲ့တွဲလုံးမိပြီးတော့သူလုံးဝရိုင်ထွက်သွားတယ်ဗျအဲ့လိုရိုင်သွားတာနဲ့ထုံးစံတိုင်းကျော်ကြီးကလည်းပွဲကိုလိုက်ဖြတ်တယ်ဒါပေမဲ့ဇလာတန်ကလည်းမရရအောင်ပေခံသွားတဲ့အတွက်ကျော်ကြီးကပွဲဖြတ်လို့မရလိုက်ဘူးပွဲချိန်အတွင်းမှာကျော်ကြီးကပွဲဖြတ်လို့ရတဲ့အနေထားတင်လောက်ထိရခဲ့တယ်ဗျဒါပေမဲ့ဟူကောင်ကြီးကလည်းတော်တော်မာတာဗျဘလူးမကိုပွဲလိုက်ဖြတ်လို့မရခဲ့ဘူးဒီလိုနဲ့ပဲတယောက်နဲ့တယောက်ခေါင်းချင်းဆိုင်ပြီးတော့တထောင်ရဲချက်တွေနဲ့တဲ့ဖြုတ်တာဗျဒီလိုနဲ့ပဲရင်တမမနဲ့ဘသူများကြာသွားမလဲဆိုပြီးတော့ကြည့်နေပဲပွဲချိန်ကပြည့်သွားခဲ့ပေါ့ဒီလိုနဲ့ဒိုင်ဆုံးဖြတ်ရောက်တော့တော်ကြီးကပဲထိုင်းနေဘလို့မှညင်မရအောင်အသာစီးနဲ့ထိုးပြပြီးတော့ဂျူနိုနီမဲ့ decision နဲ့ပဲအနိုင်ရသွားခဲ့ပါတယ်ဒီဘက်မှာပြိုင်ဘက်စလာတန်ကိုလည်းလုံးဝချီးကျူးရမယ်ဗျပါဝါတီးနဲ့ထွက်လာတဲ့တော်ကြီးရဲ့တထောင်ရဲချက်တွေအမြင့်ကန်တဲ့တွေဖိုးတဲ့တွေကိုတပွဲလုံးပြေးပြီးတော့ခံသွားတာတော်ယုံဖိုက်တာဆိုရင်ဒုတိယထီမာတွေကပွဲရပြတ်သွားပြီဗျစလာတန်ရဲ့စိတ်တက်ပိုင်းကိုလည်းလေးစားရမယ်ဒါပေမဲ့ဒီပွဲကရိုးရနဲ့မွေထိုင်ပေါင်းဆက်ထားတဲ့ဂျိုကြီးရဲ့ဘာရှင်းအစ်စ်ကိုမြင်ခဲ့ရတဲ့ပွဲပါပဲကျွန်တော်ကတော့ဂျိုကြီးရဲ့နောက်ပွဲတွေကိုကြည့်ဖို့လုံးဝမစောင့်နိုင်တော့ဘူးဗျကဲနောက်ပွဲဂျိုကြီးဘလူးဖိုက်တာမျိုးနဲ့ထပ်ပြီးတော့တွေ့မယ်စောင့်ကြည့်လိုက်ကြအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါအောင်ဗျကျေးဇူးတင်ပါတယ်